ထုတ်လုပ်ရေးကုမ္ပဏီဟုတ်လားဟဲ့ကောင်အာကီရာမင်းအိမ်မက်ကိုဒီထက်ကြီးကြီးမားမားထားစမ်းပါကွဆိုပြီးလူကြီးတယောက်ကလဲထဲမှာအလုံးလုံးရင်းနဲ့လှမ်းပြောနေတဲ့စကားကိုတန်တို့ကတော့ဘာမှပြန်မပြောဘဲညင်ပြီးနားထောင်နေရတယ်ဗျာသူကသာစကလုံးအကြီးကြီးတွေသုံးပြီးပြောနေပေမဲ့တကယ်တမ်းသူ့ကိုယ်သူပြန်ကြည့်တော့လေတာမန်လေသမားတယောက်ပဲဖြစ်နေတာပါလားဆိုပြီးတန်တို့ကသူ့စိတ်ထဲကနေခက်တိုးတိုးလေးရေရွတ်ပြီးတွေးနေမိတာပေါ့တကယ်တော့အဲ့ဒီလိုဆုံးမစကားတွေပြောနေတဲ့လူကြီးကတခြားသူမဟုတ်ပါဘူးတန်တို့ရဲ့ဖခင်အရွယ်ရောက်နေတဲ့အဖေကြီးပဲဖြစ်နေတာပါအခုလက်ရှိအချိန်လေးကိုပြန်ကြည့်လိုက်တော့တန်တို့တငယ်ချင်းတတိုက်ဟာသူတို့ရဲ့ကားလေးနဲ့ဂူမာဆိုတဲ့ရွာလေးစီကိုညီးတီပြီးသွားနေတဲ့ခရီးလမ်းမှာတစားတစားနဲ့ပို့ပြီးနီးကပ်လို့လာနေခဲ့ပြီပဲပေါ့ဗျာကားပေါ်မှာတော့မူမူကတန်တို့ရဲ့မိဘတွေဒီလိုဇွန်ဘီကပ်ဘေးထဲမှာပေးကင်းကြပါမလားဆိုပြီးအရန်ကိုစိုးရင်ပူပန်နေတယ်လို့လူထွားကြီးကန်ချိုကလည်းရွာကိုရောက်ရင်အားလုံးပျော်သွားအောင်ဘယ်လိုမျိုးအမိုက်စားဖြောပြတင်ဆက်မှုတွေလုပ်ပြရင်ကောင်းမလဲဆိုပြီးစိတ်ကူးရင်တွေးတောနေတယ်ဗျာအဲ့ဒီအချိန်မှာမျက်နှာပေါ်မှာစိတ်လှုပ်ရှားမှုတွေအတိုင်းသားပေါ်လွင်နေတဲ့တန်တိုကိုကြည့်ပြီးရှီဇူကာကနင်းအိမ်မပြန်ဖြစ်တာတော်တော်လေးကြာနေပြီဆိုတော့အခုလိုပြန်ရမှာကိုစိတ်လှုပ်ရှားနေတာလားဆိုပြီးလှမ်းမိလိုက်တယ်တန်တိုကတော့သူဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်လိုက်ပေမဲ့လည်းတကယ်တမ်းသူ့စိတ်ထဲမှာတော့အတိတ်ကအဖေနဲ့စကားပြောတိုင်းအဆင်မပြေခဲ့တဲ့အကြောင်းတွေပြီးတော့အခုသူအလုပ်ကနေထွက်လိုက်ပြီဆိုတဲ့အကြောင်းကိုအဖေကိုဘလို့နီးနှမ်းနဲ့ပြောပြရမလဲဆိုတာတွေကိုအလေးနဲ့စဉ်းစားရင်းနဲ့သူ့ရဲ့အတွေးကဘာထဲမှာလွှင့်မျောနေခဲ့တာပေါ့ဗျာအဲ့လိုအတွေးလွန်နေတုန်းမှာပဲမူမူကအာကီရာဆိုပြီးအလန့်တကြားအတန်ကုန်អော်လိုက်တော့မှတန်တိုလည်းရုတ်တရက်တတိကင်လာပြီးမောင်းနေတဲ့ကားကိုအရေးပေါ်ဘရိတ်အုပ်ပြီးချက်ချင်းရက်လိုက်ရတယ်ကားရှိကိုကြည့်လိုက်တော့မှသူတို့သွားမဲ့လမ်းကြောင်းပေါ်ကလှိုင်ကောင်းကြီးကိုတေချာပိတ်ဆို့ထားတာကိုတွေးလိုက်ရပြီးအဲ့ဒီလှိုင်ကောင်းရဲ့အထဲမှာလည်းကြောက်စရာကောင်းတဲ့ဇွန်ဘီတွေအများကြီးပြည့်နှက်နေတာကိုမြင်လိုက်ရတယ်ဗျာတကယ်တော့ဂူမားရွာလေးဆိုတာကဒီလှိုင်ကောင်းကြီးကိုကြော်ဖြတ်သွားလိုက်တာနဲ့ချက်ချင်းရောက်မဲ့ရွာလေးပါအစပထမတော့အထဲကဇွန်ဘီတွေကိုသူတို့ရွာကရွာသားတွေများဖြစ်နေမလားဆိုပြီးစိတ်ပူသွားကြပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့သူတို့သိတဲ့သူတယောက်မှမပါဘူးဆိုတာကိုသတိထားမိသွားကြတယ်အဲ့ဒီခါမှာတော့ညံကောင်းတဲ့ရှီဇူကာကထုံးစံအတိုင်းပဲညီးဆောင်ပြီးဒီလိုင်ကောင်းကသွားလို့မရတော့ဘူးဆိုတော့တော်လန်ထဲကနေဖြတ်သွားဖို့လိုအပ်တဲ့ပစ္စည်းအထုပ်ပိုးတွေကိုမြန်မြန်သိမ်းကြစို့ဆိုပြီးအားလုံးကိုပြောလိုက်တယ်ဗျာတော်လန်လေးအတိုင်းခြေလျင်လျှောက်သွားနေရင်နဲ့ရှီဇူကာကအရန်ကြီးစိတ်ပူနေစရာမလိုပါဘူးတန်တိုရဲ့တေချာစဉ်းစားကြည့်ရင်အထဲကဇွန်ဘီတွေကကင်ပေါက်ကိုရောထွက်ပေါက်ကိုပါတေချာအပိတ်ခံထားရတာဆိုတော့မြို့ထဲကနေရောက်လာတဲ့ဇွန်ဘီတွေကိုရွာသားတွေကအပြင်ထွက်မလာနိုင်အောင်တေချာပိတ်လောင်ထားတာဖြစ်ရမယ်ဒါကြောင့်ရွာသားတွေဘာအန်ဒီယမမဖြစ်နိုင်တော့ဘူးဆိုပြီးတန်တိုစိတ်သက်သာရာရသွားအောင်နှစ်သိမ့်ပေးရင်သူမရဲ့ထက်မြက်တဲ့ကောက်ချက်ချမှုကိုရှင်းပြနေပါတော့တယ်အဲ့ဒီလိုစကားပြောရင်းလျှောက်လာကြတော့တောအုပ်ထဲကနေလူတယောက်ရဲ့အော်ဟစ်အကူကြီးတောင်းနေတဲ့အတန်ကြီးကိုရုတ်တရက်ကြားလိုက်ရလို့အတန်လာရစီကိုအားလုံးလှမ်းကြည့်လိုက်ကြတယ်။ကြည့်လိုက်တော့ညီလေးကြီးတယောက်ကိုခန္ဓာကိုယ်အကြီးကြီးနဲ့ဇွန်ဘီဗီဇပြောင်းထားတဲ့တောကက်ကြီးတစ်ကောင်ကအနောက်ကနေအသေးအတန်လိုက်လံတိုက်ခိုက်နေတာကိုထိတ်လန့်ပွေရာတွေးလိုက်ရတယ်ဗျာ။အဲ့ဒါကိုမြင်တာနဲ့မူမူကခေါင်းငုံလိုက်ပါညီလေးဆိုပြီးအမျက်လှမ်းអော်လိုက်တော့ညီလေးကြီးကလည်းကြောက်ကြောက်လန့်လန့်နဲ့ချက်ချင်းခေါင်းငုံချလိုက်တယ်။အဲ့ဒီအခိုက်အတန့်လေးမှာပဲမူမူကသူမရဲ့မြားနဲ့တောကက်ကြီးကိုတိတိကျကျပစ်ခွင်းလိုက်တာမို့တစ်ချက်တည်းနဲ့တင်တောကက်ကြီးအသေးစိုးနဲ့မှောက်သွားပါလေရောဗျာ။အသက်ဘေးကနေတီတီလေးလွတ်သွားတဲ့ညီလေးကြီးကငါနာမည်ကကူမာရူလို့ခေါ်ပါတယ်ကွာ။မြို့ထဲမှာဇွန်ဘီတွေအရန်ပြည့်နှက်လာလို့လုံခြုံမဲ့နေရာကိုလိုက်ရှာရင်းနဲ့ဒီတောထဲကိုရောက်လာခဲ့တာ။ဒါပေမဲ့ဒီလိုမျိုးဇွန်ဘီတောတက်ကြီးရှိနေလိမ့်မယ်လို့တော့လုံးကြောင်ကိုထင်မထားခဲ့မိဘူးဆိုပြီးသူ့အဖြစ်ကိုပြောပြရှာတယ်။တန်တိုတို့အားလုံးကလည်းဒီလိုအန်ဒီရဲ့များတဲ့တောကြီးထဲမှာသူတယောက်တည်းဘလို့များနေထိုင်ဖြတ်တန်းနေရလဲဆိုပြီးတွေးတောနေကြချိန်မှာပဲသူတို့ရှိမှမြင်လိုက်ရတဲ့မြင်ကွင်းကြီးကြောင့်အားလုံးပါဇက်အဟောင်းသားနဲ့အန်တမင်တက်သွားကြရတယ်ဗျာသူတို့တွေးလိုက်ရတာကတော့တစ်ပင်ပေါ်မှာတေသက်လှပစွာဆောက်လုပ်ထားတဲ့တစ်ပင်အင်ကြီးတစ်လုံးဖြစ်နေပြီးကူမာရူဆိုတာကလည်းတကယ်ကိုလက်မှုပညာကျွမ်းကျင်တဲ့လက်သမားတစ်ယောက်ဖြစ်နေတာကိုဗျာတက်တိချပင်ကြီးကိုခြေဆိုင်ပြီးခိုင်ခိုင်ခန့်ခန့်ဆောက်ထားတဲ့ဒီအိမ်အတွက်လိုအပ်တဲ့တစ်လုံးတွေကိုဘလို့ခက်ခက်ခဲခဲရှာဖွေခဲ့ရတယ်ဆိုတာကိုကူမာရူကစိတ်ကင်တစားနဲ့ရှင်းပြနေတယ်။အဲ့ဒီချိန်မှာတန်တိုဒါနဲ့ညီလေးတယောက်တည်းစောင့်နေမယ်ဆိုရင်တော်တော်လေးအချိန်ကြာအောင်ပါပေါ့။လူရင်အားများရင်ပို့ပြီးအမြန်ဆောက်လို့ပြီးနိုင်တယ်မဟုတ်လားဆိုပြီးသူတို့တွေကိုင်းကူပေးဖို့အတွက်စိတ်အားထက်သန်စွာနဲ့ကန့်လန့်လိုက်တယ်။ရှီဇူကာကတော့နင့်မိဘတွေအနေနဲ့ကင်းရလားဆိုတာကိုအရင်ဆုံးသွားစစ်ဆေးတင်တယ်မဟုတ်လားဆိုပြီးတတိလမ်းပေးပေမဲ့တန်တိုကလုံးဝလက်မခံပါဘူးဗျာယောက်ျားလေးတိုင်းရဲ့စိတ်ကူးရင်အိမ်မက်တစ်ခုဖြစ်တဲ့တစ်ပင်အိမ်လေးကိုကိုယ်တိုင်ကိုယ်ကြဆောက်လုပ်ခွင့်ရမယ်အခွင့်အရေးကြီးကိုလက်လွတ်မခံနိုင်ဘူးဆိုပြီးတန်တိုကပြောလိုက်ကသူတို့တငယ်ချင်းတွေအားလုံးကူမာရူကိုအိမ်တိုင်းဆောက်ပေးကြပါတော့တယ်အိမ်ဆောက်နေရင်နဲ့ကူမာရူကမင်းတို့လူငယ်တွေကတကယ်ကိုတော်ကြတာပဲနော်ငါရဲ့သားလေးကလည်းဒီလိုတစ်ပင်အိမ်မျိုးအရန်လိုချင်လို့ခဏခဏပူစားဘူးတယ်ကွာဆိုပြီးလမ်းဆွဆွာနဲ့ပြောလာတယ်အဲ့ဒါနဲ့တန်တိုကလည်းဒါဆိုညီလေးရဲ့သားလေးက
အခုဘယ်မှာလဲလို့သိကျင်စိမ့်နဲ့မေးလိုက်မိတယ်အဲ့ဒီခါမှာတော့ကူမာရူမျက်ရည်တွေကျလာပြီးငါသားလေးနဲ့မိန်းမကဂျွန်ဘီတွေဖြစ်သွားခဲ့လို့ငါရဲ့လက်နဲ့ကိုယ်တိုင်ပဲသူတို့ရဲ့ဘဘဲကိုအဆုံးသတ်ပေးခဲ့ရတယ်ကွာငါအလုပ်တွေကနေအနားယူရင်သားလေးနဲ့အတူတူတစ်ပင်အိမ်ဆောက်မယ်ဆိုတဲ့ငါတို့သားဖရဲ့အိမ်မက်လေးကိုအခုအကောင့်ထဲဖော်နေရပါအခုတော့ငါတယောက်တည်းကြံခဲ့ပြီလေဆိုပြီးရင်ခွဲမတက်ရှိုက်ကြီးတငင်ငိုချလိုက်ပါတော့တယ်ဗျာအဲ့ဒီလိုရင်းနှင်းစရာဇလန်းလေးကိုကြားလိုက်ရတော့တန်တိုကျွန်တော်တို့အားလုံးကိုင်းပြီးကူညီပေးမှာမို့လို့ညီလေးအိမ်မက်တွေအတူတူပြီးဆုံးအောင်စောက်ကြရအောင်ဆိုပြီးအားပေးစကားပြောလိုက်ကသူတို့၄ယောက်လုံးစိတ်ရောကိုယ်ပါအပြည့်အားပါကင်ကူညီပေးခဲ့ကြတယ်ဒီလိုနဲ့အားလုံးတက်ညီလက်ညီကြိုးကြိုးဆဆစောက်လိုက်ကြတာမို့အချိန်တိုအတွင်းမှာပဲတစ်ပင်အင်ကြီးအချောသက်အကုန်ပြီးစီးသွားတဲ့အခါအားလုံးကအယမ်းကိုပျော်ရွှင်ကြည်နူးသွားကြပြီးသူတို့ရဲ့ခရီးစဉ်အတိုင်းရွာဘက်စီကိုဆက်လက်ထွက်ခွာလာခဲ့ကြတယ်။ညဘက်ရောက်တော့ရှီဇူကာကတန်တိုကိုကြည့်ပြီးနင်ဘာလို့အခုထိမအိပ်သေးတာလဲလို့လှမ်းမိတဲ့အခါတန်တိုးကငါမိဘတွေကိုမြ мян တွေ့ကျင်နေတဲ့စိတ်တွေအယမ်းပြင်းထန်နေလို့အိတ်မပျော်ဘူးဖြစ်နေတာပါလို့ရိုးရိုးသားသားပဲပြန်ဖြေလိုက်တယ်ဗျာဒီလိုနဲ့နောက်တစ်နေ့မှာတော့အန်တီရဲ့အယမ်းများလာတဲ့6ကန်းပါအနက်ကြီးတွေနဲ့ရိမ့်ထိုးနေတဲ့ကျိုးတရားကြီးပေါ်ကနေခက်ခက်ခဲခဲခရီးဆက်ခဲ့ကြပြီးနောက်ဆုံးမှာတော့တန်တိုတို့ရဲ့ရွာလေးစီကိုအောင်မြင်စွာရောက်ရှိလာခဲ့ကြပြီပဲဖြစ်ပါတယ်ဗျာရွာလေးတဲ့ကိုဖြည်းဖြည်းချင်းရှောက်ကင်လာရင်တန်တိုတယောက်သူမိဘတွေအကြောင်းကိုလွန်လွန်ဆွတ်ဆွတ်နဲ့တွေးလာခဲ့ပေမဲ့ရွာထဲရောက်ချင်းမှာပဲလေထွန်ဆက်အကြီးကြီးတစ်စီးနဲ့စာချုပ်ရုပ်တွေအကုန်လုံးဖျို့ဖျဲပြန့်ကျဲပျက်စီးနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့အားလုံးအယမ်းကိုစိတ်ပူပန်ထိတ်လန့်သွားကြတယ်။တန်တိုဆိုရင်မျက်ရည်တွေပါကဲတက်လာပြီးသူ့အိမ်စီကိုအမြန်ပြေးသွားကအိမ်တကားကိုအားကုန်ဆွဲဖွင့်ပြီးကြည့်လိုက်တယ်။ဒါပေမဲ့သူမျှော်လင့်ထားတာနဲ့လုံးကတခြားစီဖြစ်နေပြီးအိမ်ထဲမှာရွာကလူကြီးတွေအကုန်လုံးကိုင်းဖွဲ့ပြီးအရက်တွေတောက်ရင်ပျော်ပျော်ပါပါကခုန်နေကြတာကိုတွေ့လိုက်ရလို့တန်တိုတယောက်ပါဇက်အဟောင်းသားနဲ့အံ့တသွားပါတော့တယ်ဗျာရွာသားတွေကလည်းတန်တိုကိုမြင်တော့အပြန်အလှန်အံ့တသွားကြပြီးတန်တိုကတော့သူ့မိဘတွေကိုအကောင်းပကတိမြင်လိုက်ရတဲ့အခါမှာကန်းသာလွန်လို့ငိုချလိုက်ပြီးမိဘတွေရဲ့ကျေးဇူးတရားတွေကိုတွတ်တွတ်ပြောရင်ငိုယိုနေတာပေါ့ဗျာအဲ့ဒီလိုအသေးအတန်ငိုနေတော့မှပဲအဖေဖြစ်သူကရုတ်တရက်ထလာပြီးတန်တိုကိုဒေါသတကြီးနဲ့တစ်ချက်ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်အနားမှာရှိနေတဲ့ပကန်းချင်းကလူတွေအကုန်လုံးကလည်းဘာကင်ပြောရမှမသိပဲကြောင်ပြီးကိုင်းကြည့်နေကြချိန်မှာပဲအဖေဖြစ်သူကအတိတ်ပဲမရှိတာတွေရှောက်ပြီးပြောမနေစမ်းနဲ့မင်းအေးကြီးကနေပပင်မမတ်လာရတယ်မဟုတ်လားဟိုမှာအိမ်အလွတ်တွေရှိတယ်မင်းရဲ့တငယ်ချင်းတွေကိုအဲ့ဒီမှာသွားနေခိုင်းလိုက်ပြီးတော့မိန်းကလေးတွေအတွက်လိုအပ်တာတွေရှိရင်လည်းအကုန်စီစဉ်ပေးလိုက်ဆိုပြီးအလွန်ကိုအေးဆက်ဆက်လေးတန်ကြီးနဲ့ပြောချလိုက်ကအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့သူတို့အဖွဲ့ကိုတောင်ပေါ်ကနေလဲလဲဆက်ဆက်ခူးလာတဲ့အရွက်တွေရဲ့ချောင်းထဲကနေကိုယ်တိုင်ဖမ်းလာတဲ့ငါးဟင်းတွေရဲ့နဲ့ကောင်းကောင်းမွန်မွန်ထမင်းကျွေးမွေးဧခံကြတယ်ဗျာထမင်းစားနေရင်နဲ့ရှီဇူကာကဒီကရွာသားတွေကရွာအပြင်ဘက်ကိုဘယ်မှမထွက်ကြဘူးလားရှင်လို့ဆက်စုပြီးမေးလိုက်တယ်အဲ့ဒီခါမှာတန်တိုရဲ့အမေကအစောကြီးကလေးကနှင်းတွေထူထပ်စွာကျနေတော့လာရသွားရအရန်ခက်ခဲပြီးအလန်းမေးရဲ့နေရာလေးဖြစ်နေရလေပြီးတော့ကိုယ်လေထဲမှာကိုယ်အလုပ်လုပ်ပြီးအမဲလိုက်တာတွေပဲလုပ်ကြတာဆိုတော့စောင်းတွင်းရောက်ရင်တော်ယုံတန်ယုံအပြင်ကိုမထွက်ကြတဲ့သူတွေကြီးပဲမို့ဒီဇွန်ဘီကိစ္စကဒီလောက်ထိပြဿနာကြီးမမဟုတ်ဘူးကွလို့ရှင်းပြတယ်ပြီးတော့ဒီရွာလေးမှာဘေးကင်းလုံခြုံနေဆိုပြီးမြို့ပေါ်ကလူတွေအများကြီးပြောင်းရွှေ့လာကြသေးပေမဲ့သူတို့အထဲမှာဇွန်ဘီဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့လူတွေပါလာလို့ရွာကိုကင်းတဲ့လှိုင်ကောင်းကြီးကိုအသေးချာပိတ်ထားလိုက်ရတဲ့အတွက်အခုလိုမျိုးဘေးကင်းလုံခြုံနေတာပါလို့အမေကဆက်ပြီးပြောပြတဲ့အခါမှာတော့လူထွားကြီးကန်ချိုတယောက်စိတ်မကောင်းဖြစ်ပြီးကန်းနီးလုံးလို့အတန်ထွက်ပြီးတော့တောင်ထငိုပါလေရောဗျာအရင်ကတည်းကရွာမှာစီးပွားရေးအရာမြို့ပေါ်ကိုပြောင်းရွှေ့သွားတဲ့လူတွေများပြားလှတာမို့ရွာမှာကြံခဲ့တဲ့အိမ်လွတ်တွေအများကြီးရှိနေတာနဲ့အခုမြို့ပေါ်ကနေအသက်လူပြီးပြေးလွတ်လာတဲ့ဒုက္ခသည်လူတွေကိုအဲ့ဒီအိမ်တွေမှာနေရာချထားပေးပြီးအားလုံးအတူတူစီစီလုံးလုံးနေထိုင်နေကြတာလေလို့အမေကထပ်ဆောင်ပြောပြရှာတယ်ဒီစကားကိုလည်းကြာရောမူမူကတက်ကြွစွာနဲ့ဒါဆိုရင်ငါတို့တွေတမိုင်းငင်အိမ်အဟောင်းကြီးတွေကိုပြန်လည်ပြုပြင်မွမ်းမံတဲ့အလုပ်တွေလုပ်ပေးရတော့မှာပေါ့လို့ထပြောလိုက်တော့တန်တိုကသူ့စိတ်ထဲမှာငါကငါမိဘတွေရဲ့ကျေးဇူးကိုဆက်ဖို့အတွက်ရွာကိုပြန်လာခဲ့တာလေသူများအိမ်တွေကိုလိုက်ပြင်ပေးတာလေငါကဘာကိစ္စလုပ်ပေးနေရမှာလဲလို့ကြိတ်ပြီးတွေးနေမိတယ်ထမင်းစားပြီးသွားတဲ့အခါမှာတော့ကန်ချိုတို့၃ယောက်ကရွာထဲကိုလက်ပတ်ဖို့အပြင်ကိုထွက်သွားကြပေမဲ့တန်တိုကတော့သူ့အမေကိုအိမ်အလုပ်တွေတည်တည်ချာချာကူညီလုပ်ကင်ပေးနေခဲ့တယ်အဲ့ဒီအချိန်မှာအမေဖြစ်သူကတားရီမင်းအမေကိုစိတ်ပူနေရဲဆိုတာကိုအမေအတိသားပဲဒါပေမဲ့ဒီအလုပ်တွေကအမေတို့နေတိုင်းလုပ်နေကြအလုပ်တွေမို့လို့အကုန်လုံးအဆင်ပြေပါတယ်ဒါကသာအေးကြီးကနေပင်ပင်ပန်းပန်းခီးနှင်လာရတာမို့လို့သွားပြီးအေးစစ်စစ်နားနေလိုက်ပါအောင်လို့မြစ်တာပြည့်နဲ့ပြောလိုက်တဲ့အခါမှာတော့တန်တိုတယောက်ဘာဆက်လုပ်ရမှန်းမသိပဲမိုင်မိုင်ထိုင်းထိုင်းကြီးထိုင်နေလိုက်ရတယ်အဲ့ဒီလိုထိုင်နေတုန်းလေးမှာတင်အဖေဖြစ်သူက
လေထဲမှာအလုံးလုံးဖို့လာခေါ်တာကြောင့်တန်တိုလည်းအဖေနောက်ကိုတိတ်တဆိတ်လိုက်သွားပြီးပေါက်ပြားနဲ့မြေကြီးတွေပေါက်ပြီးပေါင်းမြက်တွေရှင်းပေးနဲ့ကူညီလုတ်ကင်ပေးနေရတယ်။အဖေနဲ့ဆက်ဆံရေးအရန်အဆင်မပြေဖြစ်နေတဲ့တန်တိုအတွက်ကတော့ဒီလိုတိတ်ဆိတ်နေတဲ့လေကွင်းပြင်ကြီးထဲမှာအဖေနဲ့နှစ်ယောက်တည်းအတူတူရှိနေရတာဟာတကယ်ကိုအတော်လေးစိတ်ကျဉ်ကျက်စရာကောင်းနေခဲ့တာပေါ့ဗျာ။ဒါပေမဲ့လည်းတန်တိုကပဲစိတ်တင်းပြီးအဖေကြောနာနေတာရောတက်တာသွားပြီလား။အခုကစပြီးဒါအဖေရဲ့အလုပ်တွေကိုတေချာကူလုပ်ပေးသွားမယ်နော်ဆိုပြီးစကားပြောဖို့လမ်းကြောင်းရှာကစူးစမ်းပြီးစကားဆပြောကြည့်ရဲ့ဒါပေမဲ့ခက်တူတူခက်ပြက်ပြက်နဲ့သာပြန်ပြောတတ်တဲ့အဖေဖြစ်သူရဲ့ဇေယိုက်ကြောင့်သူတို့သားဖနှစ်ယောက်ရဲ့စကားကိုင်းလေးဟာအလွန်ကိုအေးဆက်ဆက်အခြေအနေကြီးနဲ့သာချက်ချင်းပဲအဆုံးသတ်သွားခဲ့ရပါတော့တယ်။လေထဲမှာအလုံးလုံးနေရင်ရုတ်တရက်အဖေဖြစ်သူရဲ့နှာခေါင်းထဲကနေသွေးတွေလျှံကျလာတဲ့အတွက်ငါအတွက်အချိန်သိမ့်များများမကြံတော့ပါလားလို့အဖေဖြစ်သူကစိတ်မကောင်းစွာနဲ့တွေးနေမိတယ်။အဲ့ဒီအချိန်လေးမှာပဲအနောက်ကျောဘက်စီကနေတန်တိုကထမင်းပြန်စားဖို့အချိန်ရောက်ပြီဆိုပြီးလာခေါ်တာကြောင့်သူ့သားသွေးတွေကိုမမြင်သွားအောင်ဆိုပြီးအဖေကအမြန်ကမန်းကရန်တုတ်ပစ်လိုက်တယ်။တန်တိုကတခုခုများဖြစ်လို့လားဆိုပြီးမေးပေမဲ့ဘာမှမဖြစ်ပါဘူးကွာလို့သာအဖေဖြစ်သူကလွှဲဖယ်ပြီးပြန်ပြောလိုက်ကသူတို့သားဖားနှစ်ယောက်အတူတူအိမ်လေးစီကိုပြန်လာခဲ့ကြတယ်။အိမ်ပြန်တဲ့လမ်းကူးလက်တနေရာမှာတော့လူ၃ယောက်ပါတဲ့အဖွဲ့တစ်ဖွဲ့ကတန်တိုတို့သားဖားနဲ့မျက်နှာချင်းဆိုင်ကနေဖျက်လျှောက်သွားကြတယ်။အဲ့ဒီအချိန်မှာတန်တိုကအဲ့ဒီလူ၃ယောက်ထဲကတစ်ယောက်ကိုတေးသေးချာချာကြည့်မိသွားပြီးငါဒီလူကိုထူးထူးခြားခြားတနေရာမှာမြင်ဘူးသလိုပဲဆိုပြီးတန်တရားရင်ကတွေးမိသွားတယ်ဗျာ။အဲ့ဒီလူ၃ယောက်ကတော့ရွာခင်ပေါက်မှာတေချာပိတ်ဆို့ထားတဲ့လှိုင်ကောင်းကြီးရဲ့ရှေ့တက်တဲ့မှာရက်လိုက်ကြပြီးသူတို့တဲကတယောက်ကငါတို့တကယ်ပဲဓာကြီးကိုလှုပ်ကြတော့မလို့လားလို့မေးလိုက်တဲ့အခါခေါင်းဆောင်ဖြစ်သူကလုံမပေါ်ကွာဆိုပြီးပြက်ပြက်သားသားပြန်ပြောလိုက်တယ်ပရိသတ်ကြီးရေအခုအဲ့ဒီလူ၃ယောက်ရဲ့နောက်ခံဇလန်းလေးကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဗျာအရင်တော့ကမှောင်မှောင်မဲမဲကြက်တဲလှတဲ့တိုက်ခန်းလေးတစ်ခန်းထဲမှာကောင်လေးတယောက်ဟာအလုပ်တွေအများကြီးရှောက်ရှာရင်အင်တာဗျူးတွေဖြေရင်းနဲ့သူ့အတွက်ကိုက်ညီတဲ့အလုပ်လုံးသာမတွေ့တဲ့အတွက်အရန်ကိုစိတ်ညစ်နေခဲ့ရတယ်။အဲ့ဒီလိုစိတ်ညစ်နေတဲ့အချိန်ဆေးလိပ်ကလည်းကုံသွားတဲ့အတွက်ဆေးလိပ်ကယ်တောက်ဖို့အပြင်ကိုထွက်လာခဲ့တယ်။လမ်းလျှောက်နေရင်လည်းဘလို့ဖွဲ့စည်းကမှငါ့ကိုအလုပ်ခန့်ဖို့မလိုအပ်ကြဘူးဆိုတော့ငါအတွက်ဘာဆိုဘာမှစိတ်ပူပန်စရာမရှိခဲ့တဲ့ငယ်ပါပဲအချိန်လေးတွေကိုပြန်ရကျင်လိုက်တာကွာလို့တွေးတောပြီးရှောက်သွားနေချိန်မှာပဲလမ်းကြားအမောင်ထုတနေရာကနေမိန်းကလေးတယောက်ရဲ့အသေးအံအော်ဟစ်အကူကြီးတောင်းနေတဲ့အတန်ကြီးကိုရုတ်တရက်ကြားလိုက်ရတယ်ဗျာ။အဲ့ဒီနေရာကိုသွားကြည့်လိုက်တော့သွေးတွေရွှဲရွှဲစင်အောင်ပေချန်နေတဲ့လူတယောက်ကအဲ့ဒီမိန်းကလေးကိုတရိတ်ဆန်တကောင်လိုရိုင်းဆိုင်စွာကိုက်ဖြတ်နေတာကိုတကယ်ကိုထူးဆန်းကြောက်မက်ဖွယ်ရာပုံစံကြီးနဲ့မြင်တွေ့လိုက်ရတယ်။အဲ့ဒီလူသက်သမားဇွန်ဘီကသူ့ကိုမြင်သွားတဲ့အခါမှာတော့သူ့စီကိုပါပြေးခင်လာပြီးကိုက်ဖို့ကြိုးစားလာတာကြောင့်သူလည်းတေမလို့လန့်ပြီးအလောတကြီးထွက်ပြေးခဲ့ရပါတော့တယ်။လမ်းမကြီးပေါ်ကိုရောက်သွားတဲ့အခါမှာတော့လူတွေဖျို့ဖျဲနဲ့သွေးပြက်ထွက်ပြေးနေကြတဲ့ပုံစံတွေကိုမြင်လိုက်ရပြီးသူကတော့ကြောက်လန့်ရမယ့်အစားယူသွတ်စွာပျော်ရွှင်သွားခဲ့တယ်။ဟာငါ့ကိုလုံးဝမလို့အပ်တဲ့ဒီလူဖွဲ့စည်းကြီးတော့လုံးဝပျက်စီးသွားခဲ့ပြီဟဲ့ဆိုပြီးတွေးကယူနေတဲ့သူတယောက်လိုပျော်ရွှင်စွာနဲ့အော်ဟစ်ပြေးလွှားနေပါတော့တယ်ဗျာ။ဒီလိုနဲ့အမောင်ထုဖုံးလွှမ်းနေတဲ့လမ်းကြားတနေရာမှာသူလိုအပ်တဲ့ပစ္စည်းတွေကိုလိုက်လံရှာဖွေနေချိန်မှာအတန်တန်ကိုကြားလိုက်ရလို့ကြောက်လန့်လန့်နဲ့သွားရောက်ကြည့်ရှုလိုက်တဲ့အခါမှာတော့ကြောက်လန့်တကြားပုံအောင်နေတဲ့လူ၃ယောက်ကိုသွားတွေ့လိုက်ရတယ်။အဲ့ဒီပုံအောင်နေတဲ့နေရာမှာပဲသူကငါရဲ့ငယ်ပါကလိုမျိုးလွတ်လွတ်လပ်လပ်နေခြင်းနဲ့ဆိုရင်ငါမှအဖော်ရီရှိမှရမယ်လို့တွေးလိုက်ပြီးမင်းတို့တွေကငါနဲ့အတူတူပျော်စရာကောင်းတဲ့အလုပ်တွေလုပ်ချင်ကြလားလို့ပုံနေတဲ့လူ၃ယောက်ကိုလှမ်းမိလိုက်တယ်။အဲ့ဒီနေရာမှာပဲထိုလူ၄ယောက်စုပေါင်းပြီးသူတို့ရဲ့ဘားဘယ်မှာလှုပ်ချင်တဲ့အကြောင်းအရာမှန်သမျှကိုစာအုပ်တအုပ်ထဲမှာစရင်းချရေးကြပါတော့တယ်။ဒါပေမဲ့တန်တိုတို့ရဲ့စရင်းနဲ့အကြီးကျယ်ကွာခြားနေတာကတော့သူတို့လှုပ်ချင်တာတွေကလူတွေကိုကူညီပေးမဲ့ကောင်းတဲ့အရာတွေလုံးသာမဟုတ်ပဲလူဖွဲ့စည်းကြီးတစ်ခုလုံးကိုပြင်းပြင်းထန်ထန်ထိခိုက်နာကျင်စေမဲ့ရက်ဆက်တဲ့အကြောင်းအရာတွေကြီးပဲတီးသန့်ရေးမှတ်ထားတဲ့စာအုပ်တအုပ်ဖြစ်နေခဲ့တာပါပဲဗျာအခုလက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ထိုလူဆိုးကိုင်းကောင်းဆောင်ကငါတို့တွေလည်းအနေနဲ့အမြန်ဆိုသလိုဇွန်ဘီတွေဖြစ်လာကြမှာပဲလေဒါကြောင့်မဖြစ်လာခင်လေးမှာငါတို့လှုပ်ချင်တာအကုန်လုံးကိုရအောင်လုပ်သွားရမယ်လို့ခက်တီတီနဲ့ပြောလိုက်ပြီးသူကင်ထားတဲ့စာအုပ်ကြီးကိုဖောက်ခနဲမြည်အောင်ပိတ်ချလိုက်တယ်။အဲ့ဒီစာအုပ်ရဲ့အဖုံးပေါ်မှာတော့ဇွန်ဘီမဖြစ်လာခင်ငါတို့လှုပ်ချင်တဲ့အရာအခုတရားဆိုပြီးသွေးပြက်စရာကောင်းလောက်အောင်အထင်သားရေးသားထားတာကိုမြင်တွေ့လိုက်ရတယ်ဗျာ။ကဲပရိသတ်ကြီးရေ
အခုအပိုင်း9ကိုတော့ဒီနေရာမှာပဲရင်ခုန်စရာကောင်းအောင်ဇက်သိမ်းထားပေးလိုက်ပါတယ်။နောက်လာမယ့်အပိုင်းတွေမှာရောတန်တိုတို့ရဲ့ရွာလေးဘာတွေများဆက်ဖြစ်သွားမလဲ။အဲ့ဒီလူယုံမှာ3ယောက်ကရောဘာတွေကြံစီနေကြတာလဲဆိုတာကိုအားလုံးပဲဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာ။ကျွန်တော်တို့ဘက်ကနေလည်းတက်နိုင်သမျှအမြန်ဆုံးနောက်အပိုင်းတွေကိုတင်ဆက်ပေးသွားမှာမို့အပတ်စဉ်မပြတ်မကွက်စောင့်ကြည့်ပေးကြတဲ့ပရိသတ်ကြီးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အတန်တင်ဆက်သူကြော်ကြီးပဲဖြစ်ပါတယ်ရှင်။